ဆူဇန်ပါဒီနေ့တော့ဆူဇန်ချက်ချင်းနဲ့တူတူတနေ့ကုန်ရှောက်သွားစားမယ်အစီအစဉ်ပဲဖြစ်ပါတယ်နေ့လေစားခြင်းနဲ့ရောက်ပြီဆိုတော့ရှန်တမင်းပုံစားခြင်းနဲ့အရန်ကြပြီပေါ့နော်ဒါပေမဲ့ကျွန်တော်အိမ်နာကဆိုင်ကပိတ်သွားတာမို့လို့ဒီနေ့ရွှေတောင်ကြားတဲ့က license မှာတွားပြီးတော့စားပါမယ်ရွေးစရာဟင်းတွေအများကြီးရှိတဲ့ထံမှာဂျင်းဖိုက်သားနဲ့ဝက်သေးကျူးရဲ့နောက်ပြီးကာညွန့်ကြော်ရဲ့မှုဆက်ချက်ကစားပေါ့ဆူဇန်မျိုးသားကတော့ပစွန်တုပ်ရေပဲဆောင်ငါးသီးတုပ်ရေဝက်နန်ကင်ပြန်ချက်တဲ့ဟာရေပေါ့နော်သူကစားတယ်ပြီးတော့ဝက်ခောက်ကင်တစ်ပွဲလဲထပ်မှာခဲ့ပါတယ်။ဒါရဲ့ထမင်းလိုက်ပွဲနှစ်ပွဲရေကို93,500ကျပ်ပါတယ်ရှင်။ဆူဇန်ပါစင်နဲ့ရဆိုလို့ရှိရင်စက်အိမ်ထဲမှာချက်ရောက်တဲ့ရှန်တမင်းပုံစားဒီထက်ပို့ပြီးတော့အနံရောအရသာရော price ကောအဖဲဖြစ်ပြီးတော့ပိုကောင်းပါတယ်ရှင်။ထမင်းစားပြီးရတယ်အိုင်နာကပဲ I like bake house ဆိုရဲ coffee ဆိုင်လေးပေါ့နော်သူကမုတ်နေပါရတယ်အဲ့ဆိုင်မှာ dessert လေးသက်စားပါတယ်။ဒါကျမရဲ့ချစ်ပေါ်ရှင်ကျမကမိုချီအချာနဲ့ပူတင်းစားတယ်ပြီးသူကအမေရိကန်တို့တောက်တယ်ဒီနာကတော့ဆူဇန်တို့ငငယ်လေးကအရန်နာမည်ကြီးခဲ့တဲ့ကိုကာဆုကီကိုရွေးထားပါတယ်ဒီဆိုင်ကဟင်းရင်တွေက MSG လုံးဝသုံးမထားဘူးဆိုတာတော့အသားလုံးတွေအသားတွေကလည်း fresh ဖြစ်တယ်လက်ဆက်တယ်ဆိုလို့ဆန်တို့ dinner စားဖို့ရွေးခဲ့ရပဲဖြစ်ပါတယ်ဒီမှာအလာကက်အပြင် buffet လေးရရပေါ့နော်ဆန်တို့ကတော့ buffet ရွေးထားတာ buffet ကတယောက်ကို98,000ကျပ်ပါစားပြီးချက်ကောအပါဆိုရင်3,200,000လားမသိဘူးကြားတယ်ထပ်စားပြအောင်မလားဆိုရင်တော့ထပ်မစားပြလောက်တော့ဘာလို့ဆိုဆန်တို့ကခုနောက်ပိုင်း upgrade ဖြစ်လာတယ်ဟော့ပေါ့အရသာတွေနဲ့ရှင်လိုက်ရင်ရွှေလာဆိုစမ်းအကြိုက်ဆုံးပေါ့နော်ရွှေလာတို့နောက်ပြီးတော့စီချွမ်ဟော့ပေါ့တွေပေါ်လာတဲ့ခါကျတော့ထုံဆက်နဲ့အချင်းတွေလည်းရွေးစရာအများကြီးရှိ side dish တွေလည်းစုံနေဟော့ပေါ့ဆိုင်မျိုးကိုပဲထပ်ပြီးတော့ရွေးပြမယ်ထင်တယ်ဒီဆိုင်ကတော့လူကြီးတွေအတွက်ကောင်းတယ်ဆိုပေမဲ့ဆွမ်းတို့အကြိုက်တော့တိတ်မဟုတ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့လို့လဲစားခဲ့ပါတယ်အသားတွေက fresh ဖြစ်ပြီးတော့ချိုတယ်ဒါအိမ်မှာဟော့ပေါ့လောက်စားတဲ့အရာသာပုံစံမျိုးရတယ်ပေါ့နော်အရင်တော့ဒီထက်လာပြုံးမလားဆိုတော့ထက်လာပြင်းမဲ့အဲမှာတော့မပါဘူးပေါ့အဲ့ဒါစားပြီးသွားတော့ဇန်တို့200 9နိုင်ခွဲလောက်ဖြစ်နေပြီဆိုတော့ရွှေတကုံလည်းမပိတ်သေးဘူးဆိုတော့ဖျားပေါ်ကိုတက်ပြီးတော့ပတိစိတ်ဖျားရှိကိုရေသက်ပဲပြီးတော့ကြည်နူးနေရောပဲဖျားရဲ့တရားရေးမှာဆိုတော့စုညံတန်နေနဲ့ကင်းဝေးပြီးတော့စိတ်ကိုလည်းငြိမ်းချမ်းစေတယ်ဟာလည်းပြီးတော့မိုးပေါက်လေးတွေကြလို့အိမ်ကိုအမြဲပြန်ခဲ့ပါတယ်လို့အားလုံးပဲဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်